ကိုကအောင်မြင်ခြင်းနဲ့ကြီးပွားခြင်းနဲ့တိုးတက်ခြင်းနဲ့တင်ယူခြင်းနဲ့ဒါပေမဲ့ကိုတနေ့လုံနေတဲ့အလုပ်တွေကအိုင်အားတလူဆိုရှယ်မီဒီယာတုံးလိုက်ဂိမ်းတွေစောနေလိုက်အဲ့ဒီလိုမျိုးပဲအချိန်ကုန်နေမယ်ဆိုရင်ခုနကိုဖြစ်ချင်တာတွေကလုံးမေ့ပလိုက်ဘယ်တော့မှဖြစ်လာမှာမဟုတ်ပါဘူးတကယ်ပြောတာပါကိုတနေ့ကိုလုံနေကြအလုပ်တွေပဲဆက်လုပ်နေမယ်ဆိုရင်တော့ကိုအခုဒီလိုပဲဆက်ဖြစ်နေအောင်ပါပဲပေါ့နော်ဘာမှမမျှော်လင့်ပါနဲ့ပေါ့နော်ဒီဗီဒီယိုရတာကခုကြည့်နေတဲ့သူတွေပဲဆုံးမနေတာမဟုတ်ပါဘူးကိုပြန်ပြီးတော့ဆုံးမနေရတာဖြစ်ပါတယ်ကိုယ်တိုင်ကလည်းကိုထင်းချုံနိုင်စွမ်းအားကောင်းအောင်ကြိုးစားနေတဲ့လူငယ်တယောက်ပါကျွန်တော်နဲ့စိတ်တူကိုတူရှိတဲ့သူတွေကိုအားပေးစကားဆိုရှင်လို့ပဲဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ရဲ့ခွန်ဖော့ဆောင်ဆိုတဲ့နေရာနေအတူထွက်သွားရအောင်ပေါ့နော်နံပါတ်1ကျတော့ကျွန်တော်တို့အနောက်ရှက်တွေကိုကျွန်တော်တို့ဖြုတ်ချမယ်ခုနကျွန်တော်တို့ကိုအမြဲတမ်းညောင်ဒီအမြဲတမ်းကျွန်တော်တို့ကို notification နဲ့အမြဲတမ်းလာနောက်ချက်နေတဲ့ဒီ social media app တွေပေါ့နော်အဲ့ဒါကိုကျွန်တော်တို့အကုန်လုံးဖြတ်ချမယ်ကျွန်တော်တို့ social media တွေကိုသုံးမဲ့ဆိုင်အားတယ်လို့ပညာရဲ့တခုခုပဲဖြစ်ကျွန်တော်တို့တိုးတက်ရှင်တဲ့ຢာကိုလောက်ကြမယ်ပေါ့နော်အဲ့ဒီနေရာနဲ့အစားထိုးမယ်ကျွန်တော်ရဲ့မိဘမိတ်ဆွေတငယ်ချင်းကျွန်တော်ရဲ့မိသားစုကိုပို့ပြီးတော့အချိန်ပေးခြင်းအားဖြင့်ခုနကျွန်တော်တို့ social media ဆွဲလန်းနေရာမှာပြန်ပြီးတော့အစားထိုးလို့ရတာပေါ့နော်နံပါတ်2ကျတော့ game ကျတော့ကျွန်တော်တို့ဖျက်လိုက်မယ်ဖြတ်ပြီးတော့ကျွန်တော်တို့ game ဆော့နေတဲ့နေရာမှာကျွန်တော်တို့တငယ်ချင်းနဲ့တူသွားလဲတာတို့စကားပြောအပလာတို့ပြောလိုက်ရတယ်နောက်ပြီးတော့ကိုဝါသနာပါတဲ့အားကစားဘောလုံးချင်းလုံးဗော်လီဘောကိုကြိုက်တာကစားလိုက်ရတယ်အဲ့ဒီလိုနဲ့ကျွန်တော်တို့ဂိမ်းကိုဖျက်လို့ရမှာဖြစ်တယ်ဂိမ်းကိုစောင့်မဲ့စားကိုကာယလေ့ကျင့်ခန်းတွေလောက်တာကကိုယ့်အတွက်ပို့ပြီးတော့ကျမ်းမာရေးကိုပိုကောင်းစီရပါတော့အဲ့ဒါကိုကိုယ့်အတွက်စီးပွားဖြစ်တဲ့social media ကိုယ့်အတွက်အသုံးဝင်ရဆိုရင်အဲ့လူတွေအတွက်ကတော့ဖြစ်စမလို့ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့အဆဆချင်းမှာတော့ခက်ခဲလိမ့်မယ်21ရက်တိလောက်သွားမယ်ဆိုရင်ကိုယ့်အတွက်က easy ဖြစ်သွားမှာပေါ့နော်နံပါတ်3ချက်ကတော့ဒီကိုအဲ့ရမဝင်ခင်ဖုန်းကိုတခြားခန်းမှာထားလိုက်ပါပြီးလို့ရှိရင်စာလေးဖတ်မယ်စာဖတ်ပြီးရင်အိမ်ပေါ့နော်တကယ်လို့စာမဖတ်ဘူးဆိုရင်မိသားစုနဲ့စကားပြောရပဲဖြစ်တကယ်ရှင်းတဲ့တော့လဲဖြစ်လုပ်လို့ရတယ်လုပ်ပြီးအိမ်မယ်ပြီးရင်ကျွန်တော်မနေ့ထားလာတဲ့ခါကြလို့ရှိရင်ဖုန်းတန်းကောက်ကင်လို့လည်းမရတော့ဘူးဘာဖြစ်လဲဆိုတော့ဖုန်းကတခြားခန်းမှာဖြစ်နေပေါ့နော်ကိုတနေ့တောင်ကိုလောက်ရမယ့်ဟာတွေကိုချရေးမယ်ပြီးရင်အဲ့ဒီပုံစံနဲ့လောက်သွားလို့ရတာပေါ့နော်ဒီဗီဒီယိုကတော့လူတိုင်းအတွက်မဟုတ်ပါဘူးဒီကျွန်တော်လိုပဲစိတ်တူကိုတူစူးစမ်းနေတဲ့မိတ်ဆွေတငယ်ချင်းတွေအတွက်ပဲဖြစ်ပါတယ်ဒီဗီဒီယိုကကိုအတိပေးရင်တခြားလူတွေကိုတတိပေးရခြင်းဖြစ်ပါတယ်ကျွန်တော်ကအရန်တက်နေလို့ပြောတော့မဟုတ်ပါဘူးကိုတိထားဟာနဲ့ကိုကပြန်ပြီးတော့ knowledge အနေနဲ့ပြန်ပြီးတော့ share လုပ်ပေးရတာဖြစ်ပါတယ်ဒီဗီဒီယိုဆုံးဖြတ်ကြည့်ပေးသူတွေအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာနောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်တတာ